ညီလေးရန်ကုန်ကနေဒီဖျားလာပြီးဆိုတော့ညီလေးအကုသို့တော်တော်များပါပေါ့အားလုံးပဲမင်္ဂလာပါဒီမှာတော့ကျွန်တော်ရောက်ရှိနေတာကတော့ရှမ်းပြည်နယ်တောင်ပိုင်းကအံပွဲစေတီထိုးပေါင်း2000ကျော်တည်ရှိတဲ့မွေတော်ကကူဖျားစေတီပဲဖြစ်ပါတယ်အခုဒါကျွန်တော်ရောက်ရှိနေတဲ့နေရာတော့ကျွန်တော်ချီဟုံးသမိုင်းဝင်မွေတော်ကကူစေတီပဲဖြစ်ပါတယ်ဒါကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဖြစ်ညီမလက်မှုလက်ရည်ကျွန်တော်တို့ထူရှာအောင်စားမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြောက်ပွေးလူတွေလည်းရောက်မှာပါမြောက်ပွေးလူတွေအတွက်တော့အင်မတန်မှဒါလာရောက်ကြည့်ရှုရှင်းစရာနေရာတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်ကျွန်တော်နောက်တစ်နေ့ဆက်သွားကြည့်အောင်ချီအောင်လက်ရတွေနဲ့လာပါတယ်ကိုကျွန်တော်တို့တူတူလက်ကြည့်လိုက်ရအောင်ကကူဖျားဟာကျွန်တော်ပကံခေအမှုပညာလက်ရတွေနဲ့အတော်ကမင်းကြီးခေကနေကအစဉ်အဆက်တည်ထားခဲ့တယ်လို့ဆိုရှိပါတယ်စေတီတဆူနဲ့တဆူအနီးကရှိနေတာကတကယ်ကိုထူးခြားတဲ့ခန်းစားချက်ကိုပေးပါတယ်ဒီတိုင်းတိုင်းချမ်းနေရတဲ့ဆဲလက်တန်တွေနဲ့စိတ်ကတကယ်ကိုပြီးချမ်းစေပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီကိုလာမယ်ဆိုရင်မနက်စောစောဒါမှမဟုတ်ညနေဆောင်လေးလာတာအကောင်းဆုံးပါပဲတပုံရရင်လည်းအရန်လာတယ်လို့ရှားတဲ့သူကလည်းတာနေမှာပါမင်္ဂလာပါညီလေးမင်္ဂလာပါညီလေးဘယ်ကနေလာလဲမသိဘူးရန်ကုန်ကနေဟုတ်ပြီဒီကိုညီလေးဘယ်လိုကနေဘယ်လိုရောက်ဖျားလာပြတာပါလဲဒီရတယ်တောင်ကြီးရဲ့အထင်ကြီးကနေမွေနေဖြစ်လို့အခုတကအနေနဲ့ရောက်လာညီလေးရန်ကုန်ကနေဒီဖျားလာပြီးဆိုတော့ညီလေးအကုသို့တော်တော်များပါပေါ့အဲ့ဒါလည်းမပါဘူးโอเคဒီနေ့ဘလော့လေးရတယ်လာပါပဲဘလော့ကကူရလာပါတယ်ကိုခန်းစားပြမယ်လို့မလဲပါတယ်နောက်တစ်ဘလော့မျိုးခီးတော့ဘလော့လေးကြည့်ရှင်နေဆိုတော့လေမမပြောခဲ့ပါဘူး